ဒီပွဲမှာတော့အစတော့တန့်ကင်မလို့ပဲဒါပေမဲ့ MN ရဲ့ဝေါကိုထောက်ကြည့်လိုက်တော့ဒီကောင်ကကြိုးကန်းစုပ်ပြက်နေတော့မထူးတော့ဘူးတန့်ကင်လို့ရှိရင်ရှုံးတော့မှာပဲဆိုပြီးတော့နာကင်ပြီးတော့ပဲရှုံးပြီးလိုက်တော့တယ်ပွဲစားနဲ့နှိုက်ကြီးကိုချောင်းပြီးတော့ scale 1 2လေးပေါက်ပြီးတော့သွေး shot ပြီးတော့မှ flame shot လေးတစ်ခွက်နဲ့ပြန်လောင်းမှဒါအစပဲရှိသေးတယ်အဲ့မှာဘေးနာကဒီဘယ်ဘက်ခြုံထဲမှာအေမွန်ရှိတာကိုသိရသားနဲ့ဖင်သွားရပြီးတော့ဒီလောဘတက်တာပေါ့ကိုရှိကိုသွားခွာတာအဲ့မှာ SK spare ကလည်းမရှိတော့ဘူး flame shot လည်းကုန်သွားပြီဆိုတော့ scale 1 2 RDL လည်းမပွင့်သေးတော့တေးရပြီပေါ့တွေ့အောင်မှာအဲ့အေမွန်အဲ့ဒါနဲ့ပြန်ရှင်လာတော့မထူးတော့အောက်လမ်းမှာခိုးချမ်းနေတဲ့ Granger နဲ့ဒီ Hirara ရဲ့ idol ကြီးကိုသွားပြီးတော့စောထလိုက်ပြီရှော့ Hirara ကြားရတော့ငါ့ကိုတတ်မလားတော့မသိဘူးဒီနေရာမှာဆိုလို့ရှိရင်ဒါ magic တယောက်ဖြစ်တန်းဖြစ်ဒါကြိုတိနေရာမှာ hyper ဘတ်စားပြီးရင်ဘယ်ပစ်တယ်လာမယ်ဆိုတာကြိုတိလို့အဲ့မှာအရေးကြီးဆုံးပစ်တယ်တွေ့လားပစ်တယ်တစ်ပေါက်အဲ့ပစ်တယ်ထောက်ပစ်လိုက်တဲ့အချိန်မှာအသင်းကလုံးဝကိုတစ်ဖက်တည်းတာသွားတယ်ပေါ့ရှီးဖွင့်ပြီးတော့လွတ်မဲ့ထင်းနေတဲ့ဟာနာပနာလေးကိုနည်းနည်းစော်ထက်လိုက်အောင်ရှီးကနေကိုတင်းသားတွေကပတ်စွန်နေချင်းကိုနောက်ကစကီတူလေးထောက်ပစ်လိုက်အဲ့မှာခွေးတွေဖြစ်ကုန်တေသွားပြီကွာကိုရီးယားအဲ့လိုပဲသူများ9သားသမီးတွေကိုစိတ်ဒုက္ခလိုက်ပေးရဟီရိုမျိုးဆိုစောင်းရမ်းကြွားနေတာတစ်ဖက်ကဆိုလို့ရှိရင်ဆောနာကအပေါ်လာမှာဗစ်တယ်ပြီးသွားတယ်ဟိုဘက်က enemy magic မရခွင့်ကိုကကြိုဆောက်နေပြီးတော့အဲ့လိုမျိုးအာယုံပေးရတယ် shot အမ flame shot skill 1 shot တကယ်တော့ဒီနန်းနာကိုကျွမ်းကျင်ကိုင်းတတ်လို့ရှိရင် brother တို့ဂိုးလဲသွားလို့ရသလိုဒီတန်လဲသွားလို့ရ magic ကတော့ပြောမနေနဲ့ပေါ့နော် trust me bro ဒီအခုဗီဒီယိုကြည့်နေတဲ့ကိုယ့်ရဲ့ပေးသက်ထက်မှာလေဒီနန်းနာ player တွေပါလို့ရှိရင်နောက်ဗီဒီယိုမှာဒီနန်းနာရဲ့ tips and trick နဲ့လူတီနေတဲ့ချက်ကလေးတွေကိုပြောပြသွားမှာဖြစ်တော့တယ် like and follow လုပ်ခဲ့အောင်နော်ပြောရင်းဆိုရင်ဟိုဘက်ကနှိုက်ကြီးကပြန်ရှင်လာတဲ့ချစ်ချင်းတန်းရောက်လာရောနော်နှိုက်ကြီးကတော့မမှတ်သေးဘူးဆိုရင်နောက်တစ်ခေါက်ထပ်ပြီးတော့ကျုံးပေးလိုက်အောင်မယ်ရော့အဲ့မှာစကေး2လေးချလိုက်1လေးပေါက် RD လေးခင်းပေးလိုက်အဲ့မှာ short တစ်ချက်တေးကြတာတော့ဟိုဘက်ကနှိုက်ကြီးကတော့ဆိုလို့ရှိရင်ခက်စီသူဖြစ်နေဖို့များပါပြီဒီဗီဒီယိုမှာဆိုလို့ရှိရင်သွေးရနေပြီမပြန်သေးဘူးဒီမှာဟိုဘက်ကဘရူနိုဂူရှင်ဖန်တီးပေးလိုက်တယ်အဲ့အချိန်မှာဟာနာပနာလေးကဂူရှင်ရောဒီကျွန်တော်ကသွေးရနေနေတော့လောဘတက်အဲ့ချိန်မှာ scale 1 2လေးပေါက်ပြီးတော့ဆုံးမပေးလိုက်တယ် short အဲ့မှာငတ်ချင်အောင်ဆိုလို့တော့မှ AAC လေးကွက်ကိုခြုံမှာ record ပြန်မယ်ဘယ်လောက်တာရလိုက်လဲဒီမှာဆိုလို့ရှိရင်ဟိုဘက်ဒီဘက်လော်ချောင်းနေတဲ့အနေထားမှာဒီ scale 1လှမ်းပေါက်လိုက်တယ်ပေတယ်လေးရှိမှဖြစ်နေချိန်မှာဒါပေမဲ့ Granger ငါ့ကိုမြင်သွားပြီးတော့ Flicker နဲ့ပါလာခေါင်းကြီးပြေးတာပတ်စစ်ကကုံသွားပြီဆိုတေတော့မှာလားဒါပေမဲ့ scale 1ရဲ့ဖက်နဲ့အဲ့ကောင်ပြန်ရှော့သွားတယ်အေးရောအဲ့မှာနာနာကိုင်းလို့ရှိရင် brother တို့မှတ်ထားမှလို့ကိုယ်မှပတ်စစ်မရှိတော့သွေးလဲနဲနေပြီဆိုပြန်ဘာလုံးနေတယ်အဲ့မှာကျွန်တော်ဖင်သွားရပြီးတော့အဲ့မှာဟိုဘက်အေမိုကောက်ချင်စောနဲ့ scale 1 2ပေါက်ပြီးတော့ RD လည်းမရှိဘဲနဲ့သွားတတ်လိုက်တာအဲ့မဲ့ရှော့ပါဒီမှာဆိုလို့ရှိရင် damage တွေ block ကိတ်နေဆိုအချက်ကြည့်လိုက်ဟိုဘက်က Bruno ကြီးကို scale 1နဲ့ဖြတ်ပလိုက်တာအဲ့ဒါနဲ့ AC အိမ်ပြန်မှုလမ်းရှင်းပြီးတော့အိမ်ပြန်မယ်လို့စဉ်းစားနေတော့ချိန်မှာဟိုဘက်ကဒီပဇာနာကြီးကမမှတ်သေးဘူးဗျထက်လာသေးတယ်ထက်လာတော့ဘာဖြစ်တော့လဲထက်လျှော့ပေါ့ဗျာဒီပေတယ်မှာဆိုလို့ရှိရင်လည်းဟိုဘက်ကဟာနာဘီနဲ့ပဇာနာအမျိုးတော်လားမသိဘူးရင်ဝင်ထဲများအောင်မနေလားမသိဘူးပြေးဝင်းနေလို့အဆုံးမပေးလိုက်တယ်ရှော့အဲ့မှာတစ်ချက်နားချုံလေးမှာသွားချောင်းပြီးတော့ဘယ်သူလာမလဲဆိုစောင့်နေချိန်မှာလာပြန်ပြီဒီကောင်ပဲတက်ကတော့အားနာလာပြီရှော့အဲ့မှာနောက်တစ်ချက်ဒီမှာဆိုလို့ရှိရင်လည်းဟိုဘက်ကအတင်းကျွန်တော်တို့တင်းလှုပ်ရှုံနေတာကိုခွင်ကောင်းယူပြီးတော့လော်ခိုးတက်တာဒါပေမဲ့နာကင်နာတာဘာလို့လဲစံအီးလေးတေသွားမှာပေါ့အဲ့မှာချက်ရှိုးလိုက်ဒီနေရာမှာပြောချင်တာတခုက enemy ဘက်ကလောရသွားရင်ကိုက်မြချွတ်မြရတယ်အမဲရွကြည့်တိုင်းပဲဒီကိုဘက်ကလောကတာဝန်လားတော့မရောက်သေးဘူးသူရဒရုံးမကြံတော့တယ်ဖြစ်တယ်လားကဲထားပါတော့တီးရအောင်စောင်းတက်တိရှိတဲ့နန်းလာကြီးရပဲရှည်ဆုံးတက်ပြီးစော်ထက်လိုက်မယ်အဲ့လိုရပြီလို့တွေးထားတယ်ဒါပေမဲ့အချိန်တွေက brother နဲ့သူမလိုပဲလုံးဝတခြားစီဖြစ်သွားတယ်တာဝါလာချိုးနေတဲ့ဟာနာဘနာနေရှော့သွားပြီဆိုတော့ဟိုဘက်မှာတကောင်ပဲကြံတော့တယ်မအေးဝင်းတယောက်တည်းကတော့ကိစ္စမရှိပါဘူးပြန်စီစဉ်ပေးလိုက်လို့ရတယ်ရှော့အဲ့မှာFireground တော့ကောလေးပါပြရင်လည်းလေတိုက်ပေးလိုက်တယ်အဆင်ပြေလားကောင်းကြီးလို့